လည်းအားလုံးပဲမင်္ဂလာပါခင်ဗျာ PP9 Automobile နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ customer တွေကိုကားတွေကိုတောင်းမဖို့ပေးရကြာပြီပေါ့နော်ကြာပြီဆိုတော့လေဒီတောတွင်းရလဲအားလုံးသိတဲ့အတိုင်းပဲဗျာအခက်ခဲတွေကျွန်တော်ရင်ဆိုင်ကြော်လွှားနေရတာဆိုတော့ပေါ့နော်အခုတော့ကျွန်တော်ဒီ blog လေးတွေပြန်လဲလုပ်ပေးသွားဖို့စီစဉ်ရှိပါတယ်အဲ့အတွက်အခုကျွန်တော်PP9 ရန်ကုန်ကနေပြီးတော့ PP9 မန္တလေးကို customer ကကျွန်တော်စီ Ford Everest ဝယ်ထားပါတော့အဲ့ဒါလေးတော့ပို့မှာဖြစ်ပါတယ် Ford Everest ကိုအန်ဆင်းဝယ်ထားတာသူမန္တလေးရောက်မှကားကိုကြည့်မယ်ကားက error မရှိဘူးတိုက်ခိုက်မရှိဘူးဆိုမှ तू ကဝယ်မှာပါစီယန်ချပြီးကျွန်တော်အဲ့ကားကိုတော့ပို့မှာဖြစ်ပါတယ်ခင်ဗျာနော်အဲ့ဒီ blog လေးကိုကျွန်တော်ရိုက်ပေးထားပါတယ်လိုက်ပါကြည့်ရှုပေးပါဦးခင်ဗျာကျွန်တော်ရန်ကုန်ကနေပြီးတော့မန္တလေးကိုJack.X 70 Plus နဲ့ Ford Everest နဲ့နှစ်စီးသွားမှာဖြစ်ပါတယ်ဒီလမ်းမှာလည်းကျွန်တော်ကားချောင်းလေးတွေပြောပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါကြည့်ရှုပေးပါဦး Let's go Highway မမောင်းရတာကြာပြီဗျကြာပြီဆိုတော့လေ2လလောက်တော့ရှိပြီပေါ့နော်ပုံမှန်ဆိုရင်ကျွန်တော်တို့ကဒီလမ်းသေးတွေ Street Fighter တွေကားမမောင်းရအဲ့လိုကြာနေတွေးရနည်းနည်းအေးတာပေါ့နော်အဲ့တော့တွေးပူလေးချိန်ခံလေးကြောက်အောင်ပေါ့နော်ညလမ်းမှာလည်းကီလိုကျော်ဖမ်းမခံရတာနည်းနည်းကြာသွားအခုညလမ်းမှာလည်းရင်တို့လမ်းတွေရတယ်တိတ်တော့မကောင်းဘူးပေါ့နော်ဒီလိုချိန်မှာဒီလို Ford Everest တွေပိုင်းနေဆိုတော့တော်ခက်ခဲတွေလောက် AC ပေါ့နော် off road လည်းဖြစ်တာဆိုတော့မောင်းလို့တော့ကောက်ပါပါကျွန်တော်ကအဲ့လို highway တွေမောင်းရမယ်ဆိုအများနဲ့မပြင်းဘူးဗျာအများနဲ့ရေခုန်တယ်အများနဲ့စိတ်လှုပ်ရှားတယ်ငယ်တော့အဲ့လိုပဲဘယ်လိုပြောမလဲအသက်16နှစ်အရွယ်ကောင်လေးကသူစိတ်ဝင်စား crash ဖြစ်တဲ့ကောင်မလေးကိုတွေ့ရမလို့မျိုးပေါ့နော်ဒီခုန်နေတော့မယ်တကယ်ပြောကျွန်တော်ကားကိုကျွန်တော်အရန်ယူသွတ်တယ်အရန်ကြိုက်တယ်ကားမောင်းရလည်းအရန်ကြိုက်တယ်အခုလိုမျိုး highway တွေမောင်းရတယ်ဆိုလဲကျွန်တော်အိတ်မငိုက်ဘူးဗျာအိတ်ငိုက်လာလဲကျွန်တော်သချင်းလေးဖွင့်ပြီးတော့ညီးလိုက်တာနဲ့ကျွန်တော်အိတ်မငိုက်တော့ပေါ့နော်အဲ့လိုမျိုးအဲ့လောက်ထိကျွန်တော်ကားကိုယူသွတ်ပြီးတကယ်ဆွဲလန်းပြီးတကယ်ချစ်တာပေါ့နော်အဲ့အတွက်လည်းဒီလုပ်တွေကိုကျွန်တော်ဘယ်လောက်ပင်မလုံနိုင်တာပေါ့နော်ဝါသနာနဲ့ကျွန်တော်ဒီအသက်မွေးဝမ်းအကြောင်းနဲ့ professional နဲ့အထက်တူကြားခဲ့ရဆိုဘွားမှာဒါကလည်းကိုယူခြင်းနဲ့ပျော်ရွှင်ရမယ်အရာတစ်ခုပေါ့နော်အဲ့လိုမျိုးပါအခုတော့ကျွန်တော်ရန်ကုန်ကနေပြီးတော့စတင်ပြီးတော့ထွက်ခွာပါမယ်အခုဆိုရင်ကျွန်တော်0မိုင်ကိုရောက်ပြီဖြစ်ပါတယ်ခင်ဗျာ0မိုင်ကိုရောက်တဲ့အချိန်ကတော့မြန်မာစံတော်ချိန်မနေ့6နေရှိပါပြီခင်ဗျာโอเค0မိုင်နေစတင်ထွက်ခွာပါမယ်0မိုင်မှာတော့ရန်ကုန်ဝင်တဲ့ကားတွေကတော့လမ်းတစ်လျှောက်မှာတမိုင်နီးပါးလောက်ပိတ်နေတာတွေ့ရပါတယ်ခင်ဗျာရာသီဥတုကတော့တာယာကြည်လင်ပါတယ်အားကစားသမားတွေကြာရာသီဥတုဖြစ်ပါတယ်ခင်ဗျာအခုထင်ရနေစတင်ပြီးတော့မန္တလေးကိုစတင်ထွက်ခွာတော့မှာဖြစ်ပါတယ်ခင်ဗျာကပတိန်ကိုဇော်နဲ့လီမေချော်လီများအောက်ဝင်ပါတယ်ခင်ဗျာနောက်ကလိုက်ချင်တဲ့ဆိုရင်ကြိုတင်စီးပေးကြပါတော့မြန်မာစံတော်ချိန်6နာရီနဲ့30နဲ့9မိနစ်မှာဆိုရင်တော့ကျွန်တော်ဖျားကြီးနော်39မိုင်ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်အခုနဒီဗီဒီယိုဆောက်မှာပြောခဲ့တာကားမောင်းရရင်ဘယ်တော့မှအိမ်မငိုက်ဘူးဆိုပြီးတော့ပြောခဲ့ပေမဲ့လည်းဒီနေ့မှာတော့ကျွန်တော်နှာစီးချောင်းဆိုးပျောက်ဆေးတွေအများကြီးတောက်ထားတဲ့အတွက်ဒီနေ့တော့တော်တော်အိတ်ချနေပါတယ်39မိုင်ရောက်အောင်မနေမောင်းလာခဲ့ရပါတယ်ခင်ဗျာ39မိုင်ရောက်မှကော်ဖီဂျယ်လေးတောက်ပြီးတော့မျိုးလုံးလေးချီအောင်လုပ်အောင်ပေါ့နော်အခုကတော့လုံးဝအိတ်ချမှုစုနဲ့39မိုင်ကိုရောက်ရှိလိုက်ပြီဖြစ်ပါတယ်ခင်ဗျာရာသီဥတုကတော့အားကစားသမားတွေကြိုက်တာယာကြည်လင်နေတော့မှဖြစ်ပါတယ်ခင်ဗျာကပတိန်ဆိုပြီးတော့အကြောင်းပြန်ပေးလိုက်ပါတယ်
ဟုတ်ကဲ့ပါအခုဆိုရင်ကျွန်တော်တို့မိုင်200ကျော်ရောက်လာပြီပေါ့နော်ဒါပေါက်တော်လေးစင်းနဲ့ကျွန်တော်ဒီ Fort Everest ရဲ့တမိုင်းကြောင်းလေးနည်းနည်းပြောပြပေးမလို့ပါကျွန်တော်ဒီ Fort Everest ကဘယ်နှစ်ခုနှစ်တည်းကစတင်ထုတ်လုပ်ခဲ့လဲဆို2003တည်းကထုတ်လုပ်ခဲ့တာဗျာသူ့ကိုအဓိက Fort ကျွန်တော် Ranger လေး pickup ကားကနေပြီးတော့အခြေခံပြီးတော့ဒီ Everest ကိုကျွန်တော်လူစည်းမိသားစုများစီးလို့ရတဲ့ SUV ပေါ့နော် SUV ကားတစ်စီးအဖြစ်နဲ့သူတို့ကတက်ဆင်ထုတ်လုပ်ခဲ့တာဖြစ်တယ်ဒီကားက first generation ကကျွန်တော်2003ကနေ2015ပေါ့နော်အဲ့အတွင်းမှာထုတ်လုပ်ခဲ့တယ် first generation ကို second generation ကြောင့်ကျွန်တော်2015ကနေပြီးတော့2022 တိထုတ်ခဲ့ရပါဒီကျွန်တော်အခုကျွန်တော်နောက်မှာရှိတဲ့ Everest ဒီကောင်ဆိုရင်ဒါ second gen ပေါ့နော်2018 Trend Grade ပေါ့နော်ဒီကောင်ကကျွန်တော်တို့အာရှကိုဗျာအဓိကအာရှအတွက်အဓိကထားပြီးထုတ်တဲ့ SUV ကားတစ်စီးဆိုလဲမမှားဘူးဗျာပြီးတော့ဒီ Fort Everest တွေကိုကျွန်တော်ဒီထိုင်းနိုင်ငံမှာအဓိကထားပြီးတော့ထုတ်တယ်ကျွန်တော်ဒီအာရှအတွက်ကိုပေါ့နော်အဲ့ဒီမှာပြီးတော့ကျွန်တော် first generation က2003ကနေ15 second generation က2015ကနေ2022ထိပေါ့နော်third generation ကျတော့ကျွန်တော်2022မှာစထုတ်တယ်အခုနောက်ဆုံး all new Fort Everest ကတော့2024မှာထုတ်တယ်ဒီကောင်က safety ပိုင်းဆိုလဲဗျာကျွန်တော် airbag 9လုံးပါတယ်ပြီးရင်ကျွန်တော်တို့ဒီ Linky Assist to Forward Collection Elect တို့ပါတယ်ပြီးရင်ကျွန်တော်တို့နောက်တစ်ခုက safety မှာ ANCB လေ safety rating မှာဒီကောင်5 star ထိတောင်ရထားတာဗျာသိလားအဲ့တော့ Fort Everest ကဒါသူ့ရဲ့တမိုင်းကြောင်းကကျွန်တော်အဓိကရှင်းပြရင်ဒါအာရှသားတွေအကြိုက်အတွက်အဓိကထုတ်ခဲ့တာကျွန်တော်အာရှသားတွေဆိုမြန်မာမှာလည်းမြန်မာနိုင်ငံကလည်းဒီ Fort Everest ကိုတော်တော်ကြိုက်ကြတယ်တော်တော်စီးကြရပါခင်ဗျာအလင်းတင်လိုလေးပေါ့နော်ဒါ Fort Everest တမိုင်းကြောင်းလေးရှင်းပြပေးသွားဖြစ်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်ခုဆိုရင်ဘယ်ရောက်လာလဲဆိုကြောက်စင်ရောက်ပါဗျာဘုရားနိုင်မဲ့ကျွန်တော်ကမလေးသွားရင်ကြောက်စင်ရွှေသိန်းတော်မှာမင်းနဲ့ပွဲဝင်ပြီးနေကြဆိုတော့ခုလည်းကြောက်စင်ရွှေသိန်းတော်မှာရွှေသိန်းတော်ဖျားမှာပေါ့နော်ဒါနာပွဲဝင်ပြီးပါတယ်ကျွန်တော်မြန်မာစံတော်ချင်း2နိုင်ဝင်းချင်ပါတော့ကျွန်တော်မန္တလေး PPE နိုင်ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော် Everest ကြီးကိုအခု try နေပါပြီခဏနေကြရင် customer ကိုပြသပြီးတော့ကားလေးအပ်နေတော့မှာဖြစ်ပါတယ်ခင်ဗျာကိုပါမဟုတ်လေးလက်ဆောင်ကျေးဇူးနဲ့ကျေးဇူးပါဟုတ်ကဲ့ပါတဒါကိုကျွန်တော်နောက် blog တွေနောက်ကားပို့တဲ့ blog တွေမှာလည်းကျွန်တော်ပြန်လည်ဆုပ်တွေ့ချင်ပါတယ်ခင်ဗျာပြီးနိုင်အောင်လည်းအပိကြပါအောင်ကျေးဇူးများတင်ပါတယ်